ဒီနေ့လက်စာထုတ်ရနော်အေးဟုတ်တယ်နော်ဟိုမလာနေလက်သာထုတ်ပြီးတော့မလဲလေအဲ့လိုနေများဆိုအတိအကျနော်မနှစ်ကုံဘောနဲ့ကောနော်အကုန်စီစဉ်ထားပြီးသားကဲဒီမှာလာစားနှစ်ကုံဘောနပ်ကဘယ်လောက်ထင်တော့တသိန်းစီမပြောစရာရှိတာဗာလဲဆိုတော့ဒါဒီလောက်ကတော့တည်တဲ့အတိုင်းပဲမတို့လောက်ကတော့ family type မိသားစုပုံစံလေးသွားဆိုကဲဒီနှစ်ကုံသွားရင်နောက်တစ်နှစ်မှလည်းဒီနှစ်ထပ်ပို့ပြီးစူးစမ်းပြီးလုပ်စေချင်တယ် โอเคပါ လာစားပြမှာပါလာစားတော့အေးပေါ့ဒီနေ့ performance ကြည့်ပြီးတော့အမစဉ်းစားမယ်လေနော်မောက်စူးစမ်းပေးနော်ဒါတော့သူလောက်ကတော့အားလုံး family တိုက်ကိုလို့လို့ပဲသဘောထားဟုတ်ပြီလား စားလေးထည့်ပြီးတော့ စားနေကြပြီလားမောင်ကားလေးလားတော်ပြီးဟိုကနေကိုဟင်းဝယ်ခိုင်းထားတယ်ခုထိပြန်မလာသေးဘူးလေတနားရီတောင်ရှိပြီလားဘယ်လောက်တော့ ။ဘာပိုင်းစားနေရလား။စားဝင်စားလိုက်လေဒီမှာမတိတ်တဲ့စေတန်းဟင်းလေးချက်လာ တော်ပါပြီနင်တို့လည်းဟင်းနည်းနည်းလေးနဲ့ဟောစားပါမရဲ့စားလိုက်ပါနဲ့ ။တော့မစား။စားလို့ကောင်းလိုက်တာဟဲ့စိတ်သားလည်းအီးဆက်နေပဲအဲ့လိုစားမှစားနေတာ စားတော့စားနေကြပြီလားဒီမှာမင်းမလိုက်တဲ့ဟင်းကမရရနဲ့ကွာဒီမှာကြက်ကြော်နဲ့ကော်ဖီလေးပဲဝယ်လာခဲ့လိုက်ပကန်းနဲ့ထည့်ခဲ့လိုက်မယ်နော် ဟုတ်တော့လေဒီမှာစားနေကြောင်နဲ့ထည့်ထားလိုက်ဒီမှာ ဟောအေးအဲ့လိုနော်တူတူစားမှစားကောင်းတယ် ဟဲ့တွေ့လားတို့ဟာじゃကျွေးရမှာကြောက် ။ဟုတ်ပါရဲ့။စားချင်လို့ပြောတာမဟုတ်ပါဘူး။ဘာမဟုတ်တာနဲ့တခါကျရင်ကက်ချင်ကက် အဲ့ဒါပြောရလေကကြော်လေးငတုံအေးလေးတစ်ခွက်ကိုဘသူကအလိုက်ကန်းစိုးမသိပဲနဲ့ငါတို့ကယူစားမလဲ ။ဟုတ်ပါရဲ့ကိုလက်ရှင်းရလဲဘာတော့ကလေးတွေစားတယ်တော့ယူလာတာသူတို့လည်းကျွေးစရာမပါဘဲနဲ့အားနာစရာ ငါလည်းမေ့သွားလို့ပါအားရနာ မဟုတ်ဘူးသူတို့ကျွေးစရာပါနဲ့တမျိုးလေယောက်ျားရဲ့ကျွေးပဲနဲ့ယူလာတော့မကောင်း နောက် ဘူး တော့ဒီထားလိုက်မယ်မ လူစည်းတန်းစည်းကျွေးတာဒီကက်ပုံစံနဲ့မြည်တည်တဲ့အတိုင်း The next day. ကဲအတုပ်လေးတွေစားပါအောင်မိုင်းကိုလည်းတုပ်ထားတာရှဲ့တုပ်ထားတာဒီစတန်ဖဲစားအောင်မရှင်းရလဲ မလည်းမင်းမ ငါတော့လားမငါမလို့တော့တဲ့ဒီလိုပဲလေအတော်ပဲဟာကို ငါတက်လှုပ်ရှုပ်ခံအောင်ကွာဆိုင်မှာဝယ်ကျွေးလိုက်ပြီးနေဟော ဟုတ်တော့ကိုကလည်းကိုတုပ်ကျွေးတော့မှများများလဲစားရတယ်တန်ရှင်းရှင်းစားရတယ်ခုံကြလဲတက်တာလဲကောင်းလားသမီးတို့ ။ကောင်းတယ် စားလေစားတယ်စားရငါမလို့စားငါလို့လားကောင်းကနော်တမန်နဲ့တမန်နဲ့နဲ့တမန်ကမလား ။တက်တက်ပဲ။တက်တက်။ရရတော့တော့ ကဲအားလုံးကိုအကူညီလေးတစ်ခုလောက်တောင်းကျင်တာဒီနေ့ညကိုကိုတို့ဆိုင်ကပစ္စည်းလေးတွေကိုရှိတူရှိနေရာချကျင်တာ နည်းနည်းပါအေး ဟုတ်တယ်ဘယ်ဖန်ကြမှာဆိုလို့ရှိရင်ကျတော့ customer တွေပါလာမှာနဲ့ကြောင်အလုပ်လုပ်ရတာအဆင်ပြေမှာမဟုတ်ဘူးလေနော်အဲ့တော့ဒီနေ့ညဒီမှာအိတ်ပြီးတော့လုပ်လေးလုပ်ကြအောင်ပြီးတော့မင်းတို့အမကလည်းသူ့လူတွေကိုတဲ့ချက်မကြွေးရကြာလို့တဲ့ share ချက်ကြွေးကျင်လို့တဲ့ဗျာနော် ဝယ်ထားပြီးပြီ အေးညကြလို့ရှိရင်ပြပြပပကို family တိုက်စားကြတော့ကြရင်းနဲ့အလုပ်လေးလုပ်ပေးကြအောင်နော်အေးဒါလေးပြောဖို့အရေးမင်းတို့မှာအားနာလို့တဲ့အကူကဘာအားနာစရာလို့တော့လို့ဒါကုမိသားစုတွေပဲလေနော်အေး ဆိုတော့ဒီမှာပဲအိတ်လိုက်ကြတော့နော်ချက်လိုက်အောင်မယ် အေးမင်းမပေါ့ဒါတားလား ငါလူတွေစားနေကြပြီလားမနဲ့ကွာဟဲ့မချက်နဲ့ငါမိန်းမတဲ့ကောင်းကောင်းလေးဝယ်ကျွေးဆိုတော့နာမည်ကြီးစားနေ share ဝယ်လာလားထမင်းခုလိုက်တော့မယ်အမ ။ရရမမစားတော့ဘူး။ခုနကလေအလုတ်တအားလုပ်ထားလို့ဘာအရန်စားလို့ဆိုပြီးတော့ခောက်ဆွဲပြုတ်စားတာလေ ဟုတ်တော့မဆောင်မဲနဲ့အမစပယ်ရှယ်ကျွေးကျင်လို့ စားလေးတွေမှာအရန်စား ဟာလူလူရော တော့ကြိုက်လို့တဲ့အရင်ပြန်နဲ့နေပါ ဟုတ်တော့ညာရုပ်ပြန်သွားပေါ့တော့ဖုံးဆောင်မရမှာတော့ကလေးရတော့ အမ အေး ဟောလေကျမတို့လည်းလက်ပြခွင့်တရလောက်လိုချင်လို့ ဘာဖြစ်တာတော့ဘာဖြစ်လို့တော့ ဒီနေ့ပစ္စည်းတရားများသွားလို့ထင်တယ်ဟောလေတကူလုံးညောင်းကြိုက်ပြီးတော့မလုံနိုင်တော့လို့ ညောင်းကြိုက်တာများအလန်ဆန်တောက်တဲ့ယောက်ျားရေမနင်းညီမနဲ့ညောင်းနေလို့လည်းဟဲ့အလန်ဆန်လေးယူလာအောင် ။မဟဲ့တမဟုတ်ဖွင့်လင်းလိုချင်တာမှနားချင်တာလေ အော်မယောက်ျားအမကပ်ဆူလေးစင်းလုံးလေးတွေ့လားအလန်ဆန် လာပြီဟိုလေးအလက်ဆန်းအိမ်မှာအမြဲတမ်းဆောင်ထားတာရော့ညောင်းကြိုက်ကိုမခံဘူးတောက်လိုက်မနဲ့မှမဟုတ်ဘူးခဏနေပျောက်သွားမှာ စားပြီလားအေးခောက်ဆက်ပြုတ်စားတာနော်တောက်လိုက်တော့ရော့ဒီမှာကပ်ဆူလေးလည်းရှိရရော့ဒီမှာဟဲ့ စားပြီးသွားပြီလား
မဆောင်နိုင်ဘူးတဲ့ယောက်ျားရေအမစားသွားနေမှာပေါ့ အေးအဲ့လိုတိုင်းယောက်ျားတို့မစားသေးရနဲ့အတော်ပဲစားလိုက်တော့ နေရတဲ့စားကြအောင် အေး နာနာ တောက်လိုက်တော့တကယ် အခုခေတ်ကလေးတွေများနော်အလုပ်လေးနည်းနည်းလုပ်လိုက်ရညောင်းရတာနဲ့မောရတာနဲ့ဟောအားကိုရပြီလားတနေ့နေ့လုပ်ပြီးအလုပ်ထွက်ချင်ရတာနဲ့တချို့လာပဲနာမခံဘူးယောက်ျား ကလေးတွေကဒီလိုပါပဲငါတို့တော့မဟုတ်ဘူးပြောလို့ပြောမှာငါနဲ့ခိုင်းရနာမြောင်းတယ်လို့ပဲ အဲ့ဒါဆိုလေတောက်လိုက်လေယောက်ျားသွား အဲစားပြီးတော့တယ်မယ် ဟဲ့အယောင်ညာတော့တကယ်ပြည့်ရတော့လမ်းဆန်းသွားပဲ တော့จะไปไม่ได้สูงเท่าพี่ใครทราบยังไงล่ะมีระบบในตัวฮัลโหล ဟယ်လိုမကျွန်တော်ဒီနေ့သွားနာနေလို့ခွဲလေးတိုင်နေလို့မ တော့ယောက်ျားလူကသွားနာနေလို့လေခွင့်တိုင်လို့မရဘူးနော်ဆိုင်ဒီနေ့လူကြမှာနော် အေးအေး ဒီပုတ်ထွက်ကြည့်လေ အေး ဟဲ့နင့်ကိုကမရဘူးတဲ့ဆိုင်မှာလူတအားကြမှာတဲ့အမဈေးရောက်နေသူတွေလည်းတိတ်ရှိတာမဟုတ်ဘူးနင်လာခဲ့မှရမှာတဲ့နင့်ကိုကပြောနေသွားနာတာများဟဲ့ယောက်ျားအလဲစင်တောက်ပြောင်းတယ်နော် အေးဟုတ်တယ်ပြော သွားနာတာများဟဲ့အလဲစင်လေးတောက်လိုက်လာခဲ့အမတခုခုကျွေးပြီးအလဲစင်တိုက်မယ်နော်အမကပ်ဆူဖြစ်ဆေးလုံးဖြစ်တောက်လိုက်မယောက်ျားနေခါခါနေဆိုတောက်ပြီးလား တောက်ပြီ စားပြီးတော့တောက်ထားလိုက်တယ် နေအကိုတော်မအမခါနာနေလို့အလဲစင်တောက်ထတာတက်တာသွားပြီတက်တာသွားပြီနော်ယောက်ျားပြီးရင်ထပ်တောက်လိုက်အောင်နော်အေးလာခဲ့နော်မရဘူးနော်အေးနေကွာမရဘူးတဲ့ဟဲ့နေကိုဆေးပေးပြီလား သိပြီးသွားပြီ အော်အစားစားပြီလားအစားစားပြီမှတောက်နော် ခုနစားပြီးလိုက်ပါမို့ အော်အေးပေါင်းစားမြတောက်လိုက်မကပ်ဆူတောက်မလားဆေးလုံးတောက်မလားနော်သွားနာခါနာအကုန်ပြတနေ့ဟိုမှာ3ချိန်4ချိန်တောက်လို့ရနော်အစားစားပြီးမှတောက်နော်တောက်အခုတောက် family တိုက်တစ်ခုဖြစ်အလက်စင်တိုက်သွားနာနေအောင်မနာအောင် ဟဲ့ငါတို့ဒီလုံးတင်မှာအဆင်ပြေပါပါနော် တတိယသဘောကောင်းဝင်ပုံမယ်ဟာ ညီမလေးတို့စင်ပြေရလား ပြေပါရဲ့ရှင် ဟောညီမလေးယူနီဖောင်းနောက်ရရမှာနော်ကိုရိုးအလုပ်ကတော့ပေါ့ပါပဲပြောမယ်ဆိုရင်ဖောင်လီတိုက်ပဲပေါ့ဖောင်လီတိုက်ပဲပေါ့